အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဒီ comment မှာမြန်မာစာရိုက်လို့ရအောင်မြန်မာ keyboard တွေ font တွေဘယ်လိုထည့်ရမလဲဆိုတာမေးထားတာရှိတယ်ပေါ့နော်ကျွန်တော်ပြန်ရှာတာမတွေ့တော့လို့ဒီနေ့ကျွန်တော်အဲ့ဒီ video အတွက်ကိုကျွန်တော်ဖြည့်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်မြန်မာစာ keyboard ထည့်ချင်တယ်ဆိုရင်ဒီ file လေးလိုအပ်မှာပေါ့နော်ဒီ file လေးလိုချင်တယ်ဆိုရင်ကျွန်တော်comment မှာ man ခဲ့လို့ရပါတယ်ကျွန်တော်ပို့ပေးမှာပေါ့နော် Telegram နဲ့ပို့ပေးပါမယ် comment မှာရချင်ပါတယ်လို့ဒီ comment man ခဲ့ပေးပါနော်အဲဆိုကျွန်တော်ဒီ file လေးကို right click extract to နဲ့ဖြည့်ချလိုက်မယ်နော်ပြီးတော့ရင်ဒီ file လေးကိုဝင်လိုက်မယ် folder ထဲဝင်လိုက်မယ်ပေါ့နော်အမှကျွန်တော်တို့ဒီမှာမြန်မာ font တွေkeyboard တွေတွေ့မယ်ပေါ့နော်အဲဒါကျွန်တော်တို့ကထည့်မယ်ဆိုရင်ဒီ user manual တွေလေးတစ်ချက်ဖတ်ပြမှာပေါ့နော်အဲ့မှာဇယားလေးရှိတယ်ပေါ့နော်ဒီအဓိကဒီဇယားလေးကြည့်မယ်ဒီဇယားလေးမှာဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ window ကwindow 10လား11လားစသဖြင့်အဲ့ဒီပုံမူတည်ပြီးတော့ကိုထည့်ရမယ် version တွေပုံကွာတော့မှာပေါ့နော်တကယ်လို့ကိုတောင်းတဲ့ window က window 10ဆိုရင် 2.5 လောက်ထည့်ရမှာနော်နောက်တစ်ခုကိုတောင်းတဲ့ဒီ office နော် office version ပေါ်လည်းမူတည်တယ်အဲ့တော့ကျွန်တော်ရဲ့ set ကိုတစ်ချက်ကြည့်မယ်နော်အဲ့ဆိုကျွန်တော်က window R ကိုနှိပ်ပြီးတော့ win var လို့ရိုက်ထည့်လိုက်မှာအဲ့မှာဆိုရင်ကျွန်တော်ရဲ့ set က window 10ပေါ့နော်ဒါဆိုရင် window 10အဲ့ဆိုရင်ကျွန်တော်ဒီဟာနဲ့ပေါ့နော် window 10ပြီးတော့ရင်ကျွန်တော်ရဲ့ office version ပေါ့နော် Microsoft Word တို့ Excel တို့ PowerPoint တို့ရဲ့ office version ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ set က office version ဘယ်လောက်လဲဆိုတော့ဒီမှာနော်ဒီမှာဆိုရင် 2024ပေါ့နော်အဲ့တော့2024ဖြစ်တယ် Windows ကလည်း Windows 10ဖြစ်တဲ့အတွက်ကြောင့်2024ဆိုတော့တနည်းအားဖြင့်2023အထက်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်က 2.5 version ကိုထည့်ရမှာပေါ့နော် okay အဲ့ဆိုကျွန်တော်ဒါပိတ်လိုက်ပါမယ်အဲ့မှာဆိုရင် font မှာ version နှမျိုးရှိတယ် 1.8 ရယ် 2.5 ရယ်ရှိမယ်နော်အဲ့တော့ကျွန်တော်က1.5 version ကိုထည့်ရမှာဖြစ်တဲ့အတွက်ဒီ 1.5 version တွေအကုန်လုံးကို select ပေးလိုက်ပါမယ်နော် select ပေးပြီးတော့ control right click ပေါ့နော် right click နှိပ်ပြီးတော့ install for user နဲ့နှိပ်ပြီးတော့ install တင်လိုက်ပါပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ကွန်ပျူတာမှာfont ထည့်ပြီးတော့နော်ပြည်ထောင်စုတွေပြည်ထောင်စု font ထည့်ပြီးတော့နော်အဲ့တော့နောက်ထပ်ပြီးတော့ keyboard ထည့်ပေးရအောင်မယ်အဲ့မှာကျွန်တော်က keyboard ကိုကျွန်တော် key magic တောင်းမယ်ပေါ့နော်အဲ့ဆိုရင် key magic ကို right click ဒါမှမဟုတ်လည်း double click run နှိပ်ပြီးတော့ run လိုက်မယ်ပေါ့နော်အဲ့မှာI accept ကိုရွေးပြီးတော့ next အဲ့မှာဆိုရင်ကျွန်တော် yes ပေးလိုက်ကျွန်တော်တစ်ခါထည့်ထားဘူးလို့ဒီလိုမေးတာပေါ့နော်ပုံမှန်အဖြစ်ဆိုရင်တော့ yes တို့ဘာလို့မေးမှာမဟုတ်ဘူးနှိပ်ပြီးတော့ရသွားလိမ့်မယ်ပေါ့နော်အဲ့ဆိုကျွန်တော်နှိပ် install နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ပြီးသွားပြီပေါ့နော်ပြီးတော့ကျွန်တော်က finish ကိုနှိပ်လိုက်ပါမယ်အမှကျွန်တော်တို့ဒီ keyboard မှာကျွန်တော်ပြည်ထောင်စုတောင်းလို့ရတယ်လို့ဇော်ကုတ်တော့နော်ဒီမှာဆိုရင်တခြား my win တို့မြန်ဆန်တို့ဇော်ကြီးတို့တောင်းလို့ရတယ်ပေါ့နော်အမှကျွန်တော်တို့ဒီဘက်နောက်ပိုင်းမှာကျွန်တော်တို့ကအဓိကပြည်ထောင်စုပဲတောင်းကြတယ်ပေါ့နော်ကျန်တဲ့ဟာတိတ်မတုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါလေးကိုဖြုတ်ပစ်လိုက်မယ်နော်တကယ်လို့မဖြုတ်ချင်ဘူးဆိုရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့က keyboard တွေအပြောင်းလဲလုပ်တဲ့အခါကျရင်သူကအများကြီးနှိပ်ရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာအဆင့်နဲ့အများကြီးနှိပ်ရတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးမလုပ်ချင်ဘူးကျွန်တော်ကဒီကြံတာဟာမလုပ်ချင်ဘူးအဓိကဒီပြည်ထောင်စုပဲလုပ်ချင်တာဖြစ်တဲ့အတွက်အကုန်လုံးဒီအောက်က၄ခုလုံးကို select ပေးပြီးတော့ကျွန်တော် remove လိုက်ပြီးတော့ remove နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်ကkeyboard တွေကိုပြောင်းမယ်ဆိုရင်မြန်မာအင်္ဂလိပ် keyboard ပြောင်းမယ်ဆိုရင်သူရဲ့ hot key ပေါ့နော် hot key တွေကိုလည်းကျွန်တော်ပြောင်းလိုက်မယ်ပေါ့နော်ပုံမှန်အဖြစ်သူရဲ့ default hot key ကတော့ control ရ shift ရပေါ့နော်ဒါပေမဲ့ဒီ control shift ကတခြားPhotoshop တို့တခြား software တွေရဲ့shortcut key တွေနဲ့ညှိနေလို့ပေါ့နော်အဲ့ညှိနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်က control space ကိုပဲရွေးလိုက်မယ်နော်ဒီနေရာမှာ control space ကိုရွေးလိုက်ပါမယ်ပြီး okay လေးပေးလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကမြန်မာအင်္ဂလိပ်ပြောင်းမယ်ဆိုရင် control နဲ့ space bar ကိုနှိပ်ရုံပဲနော်အဲ့မှာဒီလို key magic is out ဆိုရင်အင်္ဂလိပ်လို့ထွက်နေမယ်ပြီးတော့ဆို mm ဆိုတာဒါမြန်မာလို့ထွက်မယ်နော်အဲ့ချိန်မှာဆိုရင်ကျွန်တော်ကkeyboard လည်းထည့်ပြီးသွားပြီ font လည်းထည့်ပြီးသွားဆိုရင်ကျွန်တော်မြန်မာစာရိုက်လို့ရပြီပေါ့နော်ဒီ file လေးကတော့ကျွန်တော်စီကိုလာယူလို့ရပါတယ် comment မှာတစ်ချက်မှတ်ခဲ့မှာနော်ကျွန်တော်ပို့ပေးပါမယ်ဒီ file လေးရပါနော် Telegram နဲ့ပို့ပေးပါမယ်အဲ့ဆိုကျွန်တော်ဆန်းရိုက်ကြည့်မယ်ပေါ့နော်ဒါဆိုရင်မြန်မာလိုအကုန်လုံးရိုက်လို့ရတော့ပြီနော်ဒါဆိုရင်အဲ့ဆိုရတော့ဘူးပြီးတော့ရင်လည်းကျွန်တော် Microsoft Word မှာရိုက်ကြည့်မယ်ဆိုရင်လည်းရိုက်လို့ရတော့ပါလိမ့်မယ်နော်ကျွန်တော် Microsoft Word ကိုဖွင့်လိုက်ပါမယ် font ကိုကျွန်တော်ပြည်ထောင်စုပြောင်းလိုက်ပါနော်ပြည်ထောင်စုပြောင်းလိုက်ပါမယ်အဲ့မှာကျွန်တော်ကဒါမှမဟုတ်လေခဏဆိုအကုန်လုံးချုံမွေးရိုက်လို့ရတော့ပါနော်
okay ဆိုရင်ရပါမယ်အဲ့တော့ဒီ keyboard ကကိုကခဏကကျွန်တော်ပြတဲ့ key magic ပေါ့နော်ဒီ key magic ကိုတောင်းချင်တယ်key magic ကိုတောင်းချင်လဲရတယ် key magic ကိုမတောင်းချင်ဘူးဆိုရင်နောက်ထပ်ဒီ computer နဲ့ default ပါလာတဲ့ဒီvisual order keyboard နဲ့လည်းတောင်းလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါထည့်ချင်တယ်ဆိုရင်ဒီကိုယ့်ရဲ့ computer ဒီ task bar ရဲ့ဒီညာဘက်အောက်ထောက်နဲ့လည်းမှာဘာသာစကားတွေရှိတဲ့ဒီဟာလေးပေါ်ပါနော်အဲ့တော့ဒါလေးဒီထဲကနေ language preference ဆိုတဲ့ထဲကိုတွားလိုက်ပါမယ်အဲ့ဆိုရင် keyboard ထည့်တဲ့နေရာရောက်တော့မယ်နော်ဒီမှာ keyboard ထည့်တဲ့နေရာရောက်တော့မယ်တကယ်လို့ဒီကိုယ့်ရဲ့ camera မှာဒါမပေါ်ဘူးဆိုရင်လည်း keyboard ကနေ window ရဲ့ R ရဲ့တွဲနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ setting နဲ့ဝင်တော့လိုက်ပါနော် setting နဲ့ကိုရောက်သွားပြီဆိုရင်ဒီထဲကမှာဖေးရမှာလဲဆိုတော့ဒီမှာ Thai and language ဆိုရှင်နော် Thai and language ဆိုတဲ့ထဲကိုတွားလိုက်မယ်ဆိုရင်အတူတူပဲနော်ခဏနဲ့အတူတူပါပဲအဲ့တော့ဒီထဲရောက်သွားဆိုရင် language ဆိုတာကိုထပ်ပြီးတော့ရွေးလိုက်ပါမယ်ရွေးပြီးတော့ဒီမှာ add a language ဆိုတာကိုနှိပ်လိုက်ပါနော်အမှဆိုကျွန်တော်တို့ဒီမှာကိုထည့်ချင်တဲ့ဘာသာစကားကိုထည့်လို့ရတယ်နော်ဒီမှာ Burmese ထည့်လိုက်မယ်အဲ့ဆို Burmese ဆိုရင်ရိုက်ထည့်လိုက်ရင် Burmese မြန်မာစာလေးထည့်လိုက်နော်ဒီနေရာမှာမြန်မာစာမှမဟုတ်တရုတ်တို့ဂျပန်တို့ကိုရီးယားတို့ကိုကြိုက်တဲ့ဘာသာစကားထည့်လို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကမြန်မာကိုယူလိုက်ပါမယ်ပြီးတော့ရင် next ကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာဒီကထည့်တဲ့အခါကျရင်တော့ကိုယ့်ရဲ့ internet ကကိုယ့်ရဲ့ computer က internet လေးတော့ရှိဖို့လိုတယ်နော် wifi ခဏပြီးချိတ်ထားရမှာပေါ့နော်ဒါကသူက file နည်းနည်းလေး down အောင်မလို့ internet ချိတ်ဆက်ထားဖို့တော့လိုလိမ့်မယ်အဲ့မှာကျွန်တော်ကမြန်မာစာရွေးပြီးတော့ install ဆိုတာနှိပ်လိုက်ပါမယ်ပြီးတော့ရင်အဲ့ဆိုဒါမြန်မာစာရောက်သွားပြီပေါ့နော်မြန်မာစာ keyboard ရောက်သွားပြီအဲ့ဆိုကျွန်တော်တို့ကဒီ visual order ကတုံးမယ်ဆိုရင်သူက keyboard ပြောင်းမယ်ဆိုရင်တော့နော် keyboard တွေပြောင်းမယ်ဆိုရင်တော့သူက shortcut က control ရဲ့ space bar ရယ်နော် control ရဲ့ space bar အမှာကျွန်တော်တို့ရွေးလို့ရတယ်တကယ်လို့ key magic ဆိုရင် control ရဲ့ space bar ရယ်ပြောင်းမယ်တကယ်လို့ဒီမှာဆိုရင်တော့ window ရဲ့ space bar ရယ်နော်ဒီမှာဆိုရင် အင်္ဂလိပ်ဒါဆိုရင်အင်္ဂလိပ်ဒါဆိုရင် key magic ဒါဆိုရင်ဟိုကတရုတ်ပေါ့နော်တရုတ်ဒါဆိုမြန်မာစာကိုကြိုက်တဲ့ဘာသာစကားအကုန်လုံးရေးလို့ရတယ်နော်အဲ့တော့ key magic သုံးချင်လဲရတယ်ဒါခုကျွန်တော်ထပ်ပြတဲ့ဒီ visual order keyboard နဲ့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်